အားလုံးပဲမင်္ဂလာပါရာသီဥတုကပူလာပြီဆိုတော့ကျမရဲ့ Go Beauty Series လေးကိုပြန်လည်အသက်သွင်းလိုက်ပါတယ်အရင်ဆုံးနှင်းစီဖူးလေးတွေကိုရေနွေးစိမ်ပါမယ်ပြီးရင်ပပလှီးထားတဲ့ပန်းသီးတစ်လုံးထည့်ပါမယ်ပြီးတော့ပပလှီးထားတဲ့သမယာသီးလေးတွေထည့်ပါမယ်ဒါမဲ့သမယာသီးလေးတွေကထည့်စိမ်ပြီးနိုင်ဝက်လောက်ဆိုပြန်ထုတ်ပေးပါမဟုတ်ရင်ခါတက်လို့ပါဒါလေးကတော့ကျမတငယ်ချင်းတယောက်စီကလက်ဆောင်ရထားတဲ့တီပါသူကတီးဆိုပေမဲ့လက်ဖက်ရွက်လုံးဝမပါပါဘူး hibiscus တို့ apple peas တို့ orange peels တို့ cornflowers အဲ့လိုမျိုးပန်းပွင့်လေးနဲ့အသီးလေးတွေပဲပါတဲ့ herbal fruity ပုံစံမျိုးလေးပါဘာမှမရောပဲသူ့အတိုင်းတောက်ရင်တော့သူကချင်းချင်းတင်းတင်းလေးနဲ့လန်းဆန်းဆန်းဖြစ်စေတဲ့တီးလေးပေါ့နော်ကျမတအားကြိုက်ပါတယ်လက်ဆောင်ပေးတဲ့တငယ်ချင်းမကိုလည်းကျေးဇူးတင်ကြောင်းဒီနေရာကနေထပ်ပြောလိုပါတယ်ရှင်တီးတွေနဲ့တီးတွေထည့်ပြီးသွားရင်အစောပိုင်းကရေနွေးစိမ်ခဲ့တဲ့နှင်းစီပန်းလေးတွေရေအပြည့်ထည့်လိုက်ရင်ပေါင်ပစ္စည်းတွေစုံပါပြီပြီးရင်ဘူးလေးကိုလေးလုံးအောင်ပိတ်ပြီးရေခဲတစ်တာထဲမှာ12နာရီလောက်နှပ်ပါမယ်ကြည့်ပါဦးကျမရဲ့တီးဘူးလေးဘယ်လောက်လှလဲတော်တော်လှရနော်ချစ်စရာလေးဒါလေးကတော့12နာရီလောက်နှပ်ပြီးတော့ရလာတဲ့နောက်ဆုံးရလက်အလှလေးပါကျမနှပ်ဖူးသမျှထဲမှာအလှဆုံးအရောင်ပါပဲကိုဘရူတီနှပ်တယ်ဆိုတာအနုပညာတစ်ခုပဲကိုစိတ်ကူးတဲ့ရှီယာလေးတွေကိုပေါင်းဆက်ပြီးတော့အနံ့ရောအမြင်ရောအရသာရောခံစားပြီးတော့ကြည်နူးရတာမျိုးလေနှပ်ပြစေခြင်းနဲ့ကိုဘရူတီလေးရှင် comment မှာရေးခဲ့ပေးပါအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်